ဖတ်တရားမျိုးထဲရနေပြီးတော့ရှိတဲ့ညဘက်ဆိုဒါစီးတဲ့အချိန်တော့အခုအချိန်ကတော့အလုပ်ပြန်တဲ့ချိန်ဖြစ်တဲ့အတွက်လူနေနဲ့ကျင်းနေခြင်းဖြစ်ပါတယ်သွားလာတွေကရမ်းကျဲပါတယ်သွားတော့မနက်9 နာရီနဲ့40ရှိသွားပြီ9 နာရီနဲ့40ပြည့်ရှိသွားပြီဆိုတော့အခုနည်းနည်းလေးမိုးလင်းစပြုတ်နေပြီပေါ့ဟိုတယ်ဆိုတာလေအကောင်းဒီနေရာကတော့3 town လို့ခေါ်တယ်